လုပ်လို့မရဘူးလားရတယ်ကောင်းကျိုးတွေပို့ရလာအောင်လုပ်လို့မရဘူးလားရတယ်ဒါတွေကအတိုင်ဝိုင်းပေါ်မှာမူတည်သွားတယ်နော်ကုသိုလ်ကံတော့မှာပဲလူတွေကကောင်းတာဘလောက်လောက်လို့ကာလဝိပတ္တိလို့ဆိုတဲ့အချိန်ကပြည့်စည်နေတယ်ဆိုရင်သူလုပ်တဲ့သိရမတယ်နော်ကာလဝိပတ္တိတဲ့ကြောင့်ဆိုပါစို့လူတယောက်ကညဘလောက်ကောင်းကဲမကောင်းလို့စာမသိရဘူးဆိုသူမတူကြောက်တယ်သို့တော့သူရည်ချင်ပြတ်သွားတာလားဆိုတော့မဟုတ်ဘူးတို့တဲ့တော့မတို့တဲ့ဘူးလို့ပြောနော်အဲ့တော့အချိန်ကဆိုတာအစင်ပြေတဲ့ကရှိတယ်အစင်မပြေတဲ့ကရှိတယ်နောက်တကဘဝဆိုတာလည်းအစင်ပြေတဲ့ကရှိတယ်အစင်မပြေတဲ့ကရှိတယ်ဘဝနဲ့ပတ်သက်ပြီးပြောရင်ဂတိသမ္ပတိဂတိဝိပတ္တိခဏဟောကတာရွတ်တဲ့မှာဝိပတ္တိတရား၄ပါးလို့ဆိုတာကြဝိပတ္တိဆိုတာမပြည့်စုံတာဝိပတ္တိပြည့်စုံတာကသမ္ပတိချိုးရနေတယ်ဂတိဝိပတ္တိဆိုတာဘာပြောတာလို့ဆိုရင်လူဘဝနဲ့တရိစ္ဆာန်ဘဝလူဘဝကဂတိသမ္ပတိတရိစ္ဆာန်ဘဝကဂတိဝိပတ္တိတရိစ္ဆာန်အဘလူနည်းနဲ့မှလူခွေပြားနိုင်နော်လူခွေပြားသူဘလောက်ကောင်းတာတွေရှိဘဝကတရိစ္ဆာန်ဘဝသည်တရိစ္ဆာန်အစမှာပဲရှိတယ်အဲ့ဒါပါတော့ဂတိဝိပတ္တိဖြစ်တာလူဘဝရတဲ့အခါကျတော့ဂတိသမ္ပတိဖြစ်လို့ဒီပုဂ္ဂိုလ်ကဒီဘဝတို့တဲ့နိုင်ဖို့ကလမ်းပွင့်နေတယ်နော်အဲ့တော့ဘုန်းကြီးတို့တွေလူဖြစ်နေတာဒါဂတိသမ္ပတိလို့ခေါ်တယ်သို့တော့ဂတိသမ္ပတိတကူတဲ့နဲ့အောင်မြင်ပြီလားဆိုမအောင်မြင်ဘူးမရှိဘူးလို့ကာလသမ္ပတိကာလဝိပတ္တိကိုလိုချင်တဲ့နှုတ်နဲ့ပတ်သက်ပြီးတော့အစဉ်ပြေတဲ့အချိန်ကအစဉ်ပြေတဲ့အချိန်ကကာလသမ္ပတိအစဉ်မပြေတဲ့အချိန်ကကာလဝိပတ္တိအဲ့ဒီသမ္ပတိနဲ့ပြေဆုံးမှကြုံမှဒီဘဝတို့တဲ့နိုင်အဲ့လိုဘုဆိုရင်ဒီဘဝတဲ့တော့မကြည့်ပါဘူးလို့ပြောတယ်နော်နောက်တစ်ခုကဘာလို့ဆိုရင်ဥပရိသမ္ပတိနဲ့ဥပရိဝိပတ္တိလူတယောက်ကမရေတာပဲဖြစ်အောင်တော့စွမ်းအားနာမကျဖြစ်လာလို့ရှိရင်ဒါဥပရိဝိပတ္တိလို့ခေါ်တယ်ဘယ်တော့မှဒိဋ္ဌမရောက်နိုင်တော့နော်ဒိဋ္ဌမရောက်နိုင်မျက်စိကောင်းနာကောင်းခြေလည်းငါပြည့်ပြည့်စုံစုံနဲ့သိညာရှိဖြစ်လာတဲ့ပုဂ္ဂိုလ်ကချုပ်ပဲကိစ္စမစိုးသူကြိုးစားရင်ကြိုးစားသလောက်ဒိဋ္ဌကိုရောက်သွားနိုင်တယ်အဲ့ဒါဥပရိသမ္ပတိနောက်ဆုံးတစ်ခုကဒါတွေကကံနဲ့ပတ်သက်တဲ့လို့ပြောကိုမလုပ်လို့မရဘူးကဲကောင်းလေကိုလုပ်လို့မရကိုကကိုလုပ်ချင်လို့မရဘူးပတ်ဝန်းကျင်နဲ့ပတ်သက်တယ်ဂတိဝိပတ္တိဆိုတာလေဖြစ်လာတဲ့ဘဝမှာပြင်လို့မရဘူးနော်ပြင်လို့မရနိုင်ဘူးဥပရိသမ္ပတိဥပတိဝိပတ္တိကလည်းပဲပြင်လို့မရနိုင်ဘူးလုပ်လို့ရတာတခုပယောကသမ္ပတိပယောကဝိပတ္တိလို့ခေါ်တယ်လူတယောက်ကဘလောက်ပဲရုပ်စင်ငါပြည့်စုံဘလောက်ပဲခေကောင်းဘလောက်ပဲလူဘဝရနေမကြိုးစားရင်ဘာမှမဖြစ်တာနော်ဒါကြောင့်မို့မိဘတွေကကိုယ်သားသမီးကိုကြောင်းထားကြကြိုးစားပညာသင်ရမယ်အဲ့ကြမှာကြည့်ပါတော့တယ်အဲ့တော့သမ္ပ
ဖြစ်တယ်ဆိုတဲ့အတွေ့တကူတဲ့နဲ့အဖြစ်မှလုပ်လို့မရလုံတိုင်းနဲ့မဖြစ်ဘူးမလုပ်ပေမဲ့လည်းဖြစ်ချင်ဖြစ်တယ်အဓိကကတော့ကိုလုံတာပြစ်ကင်းရလားကိုလုံတဲ့လုံဟာပြစ်ကင်းတဲ့လုံဟုတ်ကဲ့လားဒါအဓိကကြတယ်နော်ဒါကြောင့်အတ္တသမပဋိတိဆိုတာကိုလက်ရှိဘဝမှာယတ္တိနေတဲ့အခါမှာကိုအကောင်းဆုံးပြောင်းလုပ်သလားဆိုပါစို့ပညာပဲလေတို့ကျဆုံးပြအောင်ကိုကျင့်တရားလဲအကောင်းဆုံးပြအောင်ကြိုးစားမယ်စိတ်ဓာတ်ပဲလေအကောင်းဆုံးပြအောင်စိတ်ဓာတ်ကိုကြည့်ပါလားလူတွေကပြောကြတယ်လေအလုံးကြနေကြပါအမေရိကန်ကိုရွေးကောက်တဲ့သမ္မတDonald Trump ကြီးပြောရမလား I make American first I make American great ဆိုပြီးပြောလို့ရမှာပဲလေမတော့ရင်တော့ဘာတကူမှမရအောင်နော်အဲ့ဒါမျိုးလို့ပဲကို I make myself great ငါကိုကောင်းဆုံးပြောလို့ပဲစိတ်မွေးရနော်အဲ့ဒါဆိုလို့ရှိရင်တော့လောကမှာရမရှိပါဘူးလောကမှာရမရှိသို့တော့မပွန်ကျင်အခြေအနေတွေပေါ်မှာပူတည်ပြီးတော့ကိုလုံတာဖြစ်တာရှိတယ်မဖြစ်တာရှိတယ်အဲ့ဒီပေါ်မှာစိတ်ပြည့်စရာလည်းမလိုဘူးအထင်ကြီးကြလည်းမလိုအရေးကြီးဆုံးကစာဆိုတာငါမဲ့တညက်ဆိုတာချိုးပဲပြောင်းလဲမှုရှိရတာကိုကအပြစ်မလုပ်ဘူးရေးကြည့်တယ်ပေါ့နော်ဒါတွေကကနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးကိုပြောပြတာပါ